မလေးကအဖိုးကြီးတယောက်ကိုသူ့နေရာမှာထိုင်နေကြောင်းသတိပေးလိုက်ပါတယ်မထင်မှတ်ပဲအဖိုးကြီးကသူမကိုတန်းပြီးပါရိုက်လိုက်ပါတော့တယ်သူ့အိတ်ဆက်ချင်းကိုနှောက်ယှက်တယ်ဆိုပြီးကောင်မလေးကိုအပြစ်တင်လိုက်ပါသေးတယ်ကောင်မလေးကဓာတုနေရာဖြစ်ကြောင်းမကြေမနက်နဲ့ပြန်ပြောခဲ့တယ်ဒါပေမဲ့အဖိုးကြီးကကောင်မလေးကငယ်ရွယ်တဲ့အတွက်လူကြီးကိုနေရာပေးတင်တယ်လို့ပြောခဲ့ပါတယ်ကောင်မလေးကဒါဟာအတိတ်ပဲမရှိဘူးလို့ထင်ပြီးသူ့နေရာကိုပြန်ပေးဖို့တောင်းဆိုခဲ့တယ်ဒါပေမဲ့အဖိုးကြီးကသူမကိုစော်ကားယုံတာမကသူမရဲ့အဝတ်စားကိုကြည့်ပြီးယဉ်ကျေးမှုမရှိဘူးလို့ပါဆွဆွဲခဲ့ပါတယ်ဘေးနာကခရီးသည်တွေကကောင်မလေးကိုကူညီမဲ့အစားလူကြီးကိုမယိုသေးဘူးဆိုပြီးဝိုင်းဝန်းပြစ်တင်ကြပါတယ်ကောင်မလေးကအယမ်းစိတ်ဆိုးပြီးသူ့နေရာကိုပြန်ပေးဖို့ထပ်မံတောင်းဆိုတဲ့အခါအဖိုးကြီးရဲ့သမီးကပတ်စံတချို့ကိုထုတ်ပြီးကောင်မလေးရဲ့မျက်နှာပေါ်ကိုပြစ်ပေါက်လိုက်ပါတယ်။သူမကပတ်စံနဲ့ဆိုရင်အရာရာကိုဖြည့်ရှင်းနိုင်တယ်လို့ထင်နေခဲ့တယ်။တခြားခရီးသည်တွေကတော့ကောင်မလေးကိုလောဘကြီးတယ်လို့ထင်သွားကြပါတယ်။ကောင်မလေးကသူမဟာသူ့နေရာကိုပဲပြန်လိုချင်တာဖြစ်ကြောင်းရှင်းပြခဲ့တယ်။ဒီစကားကိုကြားတော့အဖိုးကြီးကဒေါသထွက်ပြီးသူမကိုရိုက်ဖို့ကြိုးစားပြန်ပါတယ်။ကောင်မလေးကအမြန်ရှောင်လိုက်တာကြောင့်အဖိုးကြီးကဟန်ချက်ပြက်ပြီးမြေပြင်ပေါ်ကိုလဲကျသွားခဲ့တယ်။အဲ့ဒီအချိန်မှာအဖိုးကြီးရဲ့သမီးကတမင်တက်တက်ဝမ်းနဲ့ကြေကွဲဟန်ဆောင်ပြီးသူ့အဖေမှာယောဂရှိပြီးလှုပ်ရှားရခက်ခဲလို့ကောင်မလေးရဲ့နေရာကိုယူလိုက်ရတာဖြစ်ကြောင်းပြောပါတယ်အဖိုးကြီးကလည်းသူ့သမီးရဲ့ဆိုလိုရင်းကိုချက်ချင်းနားလည်ပြီးအယမ်းနာကျင်နေဟန်ဆောင်လိုက်တယ်လူအုပ်ကြီးကဒီမြင်ကွင်းကိုတွေ့တော့ကောင်မလေးကလွန်လွန်းတယ်လို့ထင်ပြီးသူမကိုတွန်းလဲကသူမရဲ့အိတ်ကိုမှွေနောက်ပါတော့တယ်ကောင်မလေးရဲ့အိတ်ထဲမှာဆရာဝန်လက်မှတ်ကိုတွေ့တဲ့အခါကျင်နာမှုမရှိတဲ့ဆရာဝန်မလေးဆိုပြီးသူမကိုလှောင်ပြောင်ရင်မောခဲ့ကြတယ်ဒါအပြင်သူတို့ကသူမခွဲစိတ်မှုတွေပြုလုပ်ရမှာအမြဲသုံးရတဲ့လက်တွေကိုပါဒဏ်ရာရအောင်လုပ်ခဲ့ကြပါတယ်တိုက်ဆိုင်စွာပဲအဲ့ဒီအချိန်မှာအဖိုးကြီးရဲ့သမီးကရုတ်တရက်မူးဝေလာပြီးနာကျင်စွာနဲ့မြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်အမျိုးသမီးကအသက်ရှူရတော့မဲ့အချိန်မှာပဲအဖိုးကြီးကကောင်မလေးဟာဆရာဝန်တယောက်ဖြစ်ကြောင်းရုတ်တရက်တတိယသွားပြီးမြေပြင်ပေါ်မှာဒူးထောက်ကသူ့သမီးကိုကယ်တင်ပေးဖို့တောင်းပန်ပါတော့တယ်။ဒါပေမဲ့ကောင်မလေးကသူ့လက်တွေဒဏ်ရာရသွားပြီဖြစ်လို့ခွဲစိတ်မှုတွေထပ်မလုပ်နိုင်တော့ဘူးလို့ပြန်ပြောလိုက်ပါတယ်။အဖိုးကြီးလည်းသူ့ရဲ့လုပ်ရက်တွေအတွက်လုံးဝနောင်တရသွားခဲ့ပါတော့တယ်။